စီးပွားရေးလုပ်ငန်းရှင်တွေကိုညှင့်တင်ပြီးတော့အခြေခံလူတန်းသားကိုဖိချမှာလားဒါကျွန်တော်တို့ကပြည်သူ့ဘက်ကရပ်တည်ရမယ်ပြည်သူ့အတန်လွှတ်တော်အတန်ပါပဲလိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအခွန်ငွေသတ်မှတ်ပေးသွင်းရှိပြီးဥပဒေနဲ့အညီတရားဝင်လိုင်စင်ပြုလုပ်ပေးရန်အစီအစဉ်ရှိမရှိနဲ့အစီအစဉ်ရှိပါကမြည်သည့်ဗန္နာနဲ့တွင်ဆောင်ရွက်ပေးမည်နဲ့ဆက်လက်နဲ့ကျဲဝန်းပြမေကုန်းကိုမေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာတရားဝင်တင်သွင်းရောက်ရှိလာတဲ့ဆိုင်ကယ်များကိုတရားဝင်ပြမှတ်ပုံတင်ပြုနိုင်ခြင်းပေးနိုင်ခြင်းရှိမရှိအနေထားနဲ့မှာမှတ်ပုံတင်ပေးနိုင်ခြင်းမရှိကြောင်းတင်ပြပါတယ်နံပါတ်1ကတော့အခုလက်ရှိပေါ့နော်ဒါအနည်းဆုံးဟာကိုထားပြောလို့ရှိရင်တော့73စီရဖို့ပေါ့လိုင်စင်ရှိတာတဲ့ကိုလို့ရှိရင်သူက73စီတရားဝင်ဝယ်လို့ရပြီလိုင်စင်မရှိဘူးဆိုရင်73စီဝယ်လို့မရဒါနံပါတ်နောက်တစ်ချက်ပေါ့နော်နံပါတ်2ချက်ကတော့လွတ်လပ်စွာသွားလာခွင့်လွတ်လပ်စွာသွားလာခွင့်ဆိုတော့ကုန်ဒီကူးသန်းရောင်းဝယ်တာလည်းပါတယ်ကယ်ရီလိုက်တာလည်းပါတယ်တည်ယူပို့ဆောင်ရေးပေါ့နော်ကုန်ဒီတည်ယူပို့ဆောင်ရေးနောက်တစ်ခုကတော့ကျွန်တော်နယ်မြို့တွေမှာကလို့ရှိရင်ကျေးရွာတွေမှာဆိုင်ငယ်နဲ့လိုက်ပြီးတော့ဈေးရောင်းတာရှိပါတယ်အရာဈေးတယ်တို့ကတော့ဒါမျိုးရှိပါတယ်ဘေးတွဲပြီးတော့ဈေးရောင်းတာရှိပါတယ်အဲ့လိုမျိုးတွေကဒီလိုင်စင်မရှိတော့ဘလို့ဆောင်ရမလဲဆိုပြီးအခုနောက်ပိုင်းမှာစီလဲမရဘူးအခန်းခံမှလည်းစိုးတယ်ဆိုလဲပြီးတော့တော်တော်များများမထွက်ကြတော့ပါပြည်သူတွေအတွက်စားဝတ်နေလက်ခက်တယ်နောက်သူတို့ရဲ့လက်စားဒီဈေးတယ်တွေရဲ့မိသားစုကလည်းပဲဝင်ငွေမရတော့စားဝတ်နေကြက်တဲသွားဖြစ်ပါအဲ့လိုအောက်ကပြည်သူလူထုပေါ့နော်အခြေခံပြည်သူလူထုအတွက်ကိုကျွန်တော်တို့ကဒီဟာစားဝတ်နေလည်းပြေလည်မယ်ကုန်ဒီကူးသန်းရောင်းမှလည်းအဆင်ပြေသေးဖို့အတွက်ကိုဒါဒီကျွန်တော်တို့ကဒီမေခွန်းကိုဆောင်ရွက်တာဖြစ်ပါတယ်အဲ့ဒီလိုပြောလို့ရှိရင်တော့နှစ်မျိုးရှိပါတယ်တရားမဝင်ဆိုင်ကယ်တွေကိုအားပေးအားမြောက်ပြုသလိုဖြစ်သွားမလားဆိုလက်ရှိအခြေအနေကိုပြန်ကြည့်ပါလက်ရှိအခြေအနေမှာကတရားမဝင်လိုင်စင်မဲ့တဲ့လိုင်စင်မရှိတဲ့ဆိုင်ကယ်ပေါ့နော်လိုင်စင်မရှိတဲ့ဆိုင်ကယ်တွေကိုကျွန်တော်တို့ကဒေသလူတွေက9သိန်း10သိန်းလောက်နဲ့ဝယ်တယ်ဒီတရုတ်ဘိန်းဆိုရင်ပြောတာပါယူရီးယားဘိန်းကတော့20ပတ်ဝန်းကျင်30လောက်ရှိမှန်းနဲ့တူပါတယ်ဒါနဲ့လိုင်စင်ရှိတဲ့ဟာကြတော့အဲ့ဒီယူရီးယားဘိန်းက100နီးပါးဖြစ်နေတယ်အဲ့တော့လိုင်စင်မရှိတဲ့ဟာကိုစီးလို့လည်းမရဘူးစီဝယ်လို့လည်းမရဘူးဆိုတော့ခုနပေးတဲ့မေကွန်လိုပြန်ဖြစ်ရရင်စီးပွားရေးလုပ်ငန်းရှင်တွေကိုညှင့်တင်ပြီးတော့အခြေခံလူတန်းသားကိုဖိချမှာလားဒါကျွန်တော်တို့ကပြည်သူ့ဘက်ကရပ်တည်ရမယ်ပြည်သူ့အတန်လွှတ်တော်အတန်ပါပဲဒီဟာလေးကိုကျွန်တော်မေးတဲ့အထက်မှာလည်းကျွန်တော်ဆက်ထဲမေကွန်တင်တဲ့အထက်မှာလည်း2ချက်မေးလိုက်ပါတယ်တိကတော့ဒီလက်ရှိရောက်နေတဲ့ဆိုင်ကယ်တွေကိုဘယ်လိုဆက်လုပ်မှာလဲကဖြေမသွားပါဘူးအမှန်ကလို့ရှိရင်ဘယ်လိုဆောင်ရွက်ပေးမယ်ဒါမှမဟုတ်ဆောင်ရွက်မပေးနိုင်ဘူးဖမ်းမယ်ကိုလည်းဖမ်းမယ်ဒါကလို့ကျွန်တော်တို့ဘယ်လိုကြော်သွားမလဲဒါတွေကိုလုပ်ဖို့နောက်နံပါတ်2ချက်ကတော့ဒီလိုမျိုးတရားကို1999ထဲကဝန်ကြီးဖြေသွားတဲ့ထဲမှာ1999ထဲကနေ10ကြိမ်လှုပ်ထားတယ်အစီအရေ3သန်းကျော်လှုပ်ထားတယ်မှန်ပါတယ်ဒါလှုပ်ပေးခဲ့တဲ့အစိုးရတွေကိုလည်းကျေးဇူးတင်ပါတယ်ပြည်သူတွေအတွက်ဆောင်ရွက်ပေးခဲ့တာပေါ့နော်အဲ့ဒီအစီအရေ3သန်းကျော်တွေရောလက်ရှိချိန်ထိရှိသေးလားစီးကြသေးလားလက်ရှိစီးနေတဲ့ဆိုင်ကယ်တွေမှာလိုင်စင်မရှိဘူးဆိုရင်လှုပ်ပေးဖို့တာဝန်မရှိဘူးလားကျွန်တော်ဒီမေကွန်းကိုမေးမှချိန်မှာနိုင်ငံတော်များများလည်းလေ့လာပါတယ်အဓိကထိုင်းရဲ့အိန္ဒိယရဲ့ဗီယက်နမ်ရဲ့ဒါတွေကိုလေ့လာပြီးတော့သူတို့ရှိမှဘာတွေလုပ်ခဲ့လဲဘာတွေလုပ်လဲအဲ့ဒီဟာတွေကကျွန်တော်ထည့်ပြီးတင်ပြပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အနည်းဆုံးလုပ်ခဲ့တဲ့ကျွန်တော်တို့ပထမကြိမ်လွှတ်တော်တက်တန်းမှာသမ္မတကြီးဦးသိန်းစိန်အစိုးရလက်ထက်ပြည်ခိုင်မျိုးအစိုးရပေါ့ဗျာအဲ့ဒီမှာလည်းပဲတစ်ကြိမ်ဆောင်ရွက်ပေးခဲ့ပူပါတယ်အဲ့ဒီလိုမျိုးဆောင်ရွက်ပေးလိုက်လို့ရှိရင်လက်ရှိပြည်သူတွေအတွက်ကောင်းသွားပြီအဲ့ဒါပြီးလို့ရှိရင်တော့နောင်ဝင်မလာအောင်လို့ဘယ်လိုပိတ်မလဲမိကောနှစ်ခုကျွန်တော်မေးခဲ့ပါတယ်သို့တော်လည်းပဲဖြေသွားတာတော့အဲ့ရလိုရင်းမရောက်လိုက်ပါဘူးသို့တော်တစ်ဆက်တည်းပြီးတော့နောက်ထပ်မေးလို့လဲမသိတော့တဲ့အတွက်ကျွန်တော်ဒီတိုင်းပဲဖြစ်လိုက်ပါတယ်ဆက်ဆံမေးကတော့ခုန2ချက်မေးလိုက်ပါတယ်တစ်ဆက်တည်းမေးခွန်းမေးလိုက်တယ်တစ်ဆက်တည်းမေးခွန်းပြီးတဲ့အချိန်မှာသူဖြေတာကိုအားမရပါဘူးဒါတင့်တယ်ပဲပြောတာပါဘာကြောင့်လဲတော့တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေအခြေခံလူတန်းသားတွေလိုအပ်နေတဲ့လိုအပ်ချက်ဖြစ်တယ်အဲ့ဒါဘာမှပေါ်လဲဆိုတော့တိုင်းဒေသကြီးလွှတ်တော်ပြည်နယ်လွှတ်တော်အများစုမှာလည်းဒီမေးခွန်းမေးတယ်ဒါရှင်းလေးပါပြည်သူတွေတကယ်မလိုအပ်တဲ့မေးခွန်းကိုဘယ်လိုမေးမှာလဲဒီဟာကိုလည်းပဲသိသေးကြပါတယ်ဒါအစိုးရကလည်းပဲဖြစ်နိုင်လို့ရှိရင်တော့သတ်မှတ်ကာလတစ်ခုသတ်မှတ်ပြီးတော့တနိုင်ငံလုံးသွားလို့ရတဲ့ W လိုင်စင်ကြီးမှုတ်တောင်မှပဲဒေတာတွင်းစီးလို့ရတဲ့လိုင်စင်မျိုးကိုဆောင်ရွက်ပေးပါလို့ကျွန်တော်ဒီနေရာကနေတောင်းဆိုချင်ပါတယ်ပြည်သူများရဲ့ကိုယ်စားတောင်းဆိုတာဖြစ်ပါတယ်ဖမ်းတဲ့အချိန်ကဒီ public ကြားတဲ့ပြည်သူကြားတဲ့ရောက်နေဆိုင်တွေမှာတင်းထားတာတရားဝင်တင်းထားကြတယ်အဲ့ဒီဆိုင်တွေကြတော့ဘာဖြစ်လို့မဖမ်းကြတာလဲဒါဆိုင်တွေကိုဖမ်းဖို့ပြောတာမဟုတ်ပါဘူးဆိုင်တွေကိုလည်းမဖမ်းအောင်ဒေသခံပြည်သူတွေလက်ထက်ရောက်လဲမဖမ်းမဲ့နဲ့ဒီဝင်းဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဝင်း saturation ဖြစ်ဖို့လိုတယ်လေအဲ့ဒီဟာကိုဘယ်လိုလုပ်ကြမလဲဒီတစ်ချိန်လုပ်ပေးလို့မရဘူးလားတစ်ချိန်လောက်လုပ်ပေးလိုက်ပါလုပ်ပေးပြီးနောင်မဝင်အောင်ကြက်မတ်လုပ်ပါဥပဒေနဲ့ညီကြက်မတ်လုပ်ရင်ဝင်ပါဘူးဒီဟာကပထမချိန်လွှတ်တော်တက်တန်းတော့လဲဆွေးနွေးတဲ့လူတွေမှာကျွန်တော်တို့ကြားပါတယ်အဲ့ဆိုင်ကမိုးပေါ်ကလည်းပြုတ်ကြလာတာမဟုတ်ဘူးမြေကြီးတွေကလည်းထိုးထွက်လာတာမဟုတ်ဘူးကပါပြီးသားပါအဲ့ဒီဟာတွေကိုလမ်းကြောင်းတွေအကုန်ပိတ်ပြီးလုပ်ရင်ရပါတယ်ဒီလိုမျိုးဆောင်ရွက်ပေးဖို့တော့
ထပ်ခါပေါ့နော်ကျွန်တော်ဆန္ဒပြုပြီးတောင်းဆိုခြင်းပါတယ်ပြည်သူအများကဒါကိုအများကြီးလိုအပ်နေပါတယ်တကယ်ကိုမျှော်လင့်နေပါတယ်အဲ့ဒါကိုတော့ဒါဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရင်တော့အကောင်းဆုံးဖြစ်နိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အစိုးရကလည်းပဲပြည်သူတွေရဲ့အတန်ကိုအမှန်တကယ်ကြားပြီးတော့ထိရောက်တဲ့အမှန်တကယ်ဖြည့်ဆည်းမှုမျိုးကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မယ်လို့ရှိရင်ကျွန်တော်နိုင်ငံပို့ပြီးတော့အေဂျင့်တာရမယ်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ရှင်းလင်းတင်ပြလိုပါတယ်တခုရှိပါတယ်ဒါကတော့ပြောလို့ရှိရင်တော့လည်းတစ်မျိုးဖြစ်ရင်ဖြစ်မှာပေါ့နော်ကျွန်တော်တို့ဒီပြည်သူကိုယ်စားလှယ်များဖြစ်တယ်အဲ့တော့ပြည်သူတွေလိုအပ်ချက်ပြည်သူတွေတကယ်ဖြစ်ရှင်တဲ့ဟာအမှန်တကယ်လိုအပ်ချက်ပါလိုရင်ဆန္ဒနဲ့လိုအပ်ချက်ကိုကျွန်တော်တို့ခွဲပါတယ်ပြည်သူတွေရဲ့လိုရင်ဆန္ဒတိုင်းကျွန်တော်တို့လုပ်မပေးပါဘူးတကယ်အမှန်တကယ်လိုအပ်ချက်ကိုကျွန်တော်တို့ဆောင်ရွက်ပေးတာဖြစ်ပါတယ်အဲ့လိုအမှန်တကယ်ဆောင်ရွက်လိုအပ်ချက်ကိုဆောင်ရွက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပြည်သူတွေဘက်ကနေရက်ပြီးပြောတယ်မေးတယ်တဲ့မေးတယ်တဲ့ပြောတယ်ဟိုဘက်ကပြည်တော်စုအဆင့်ဖွဲ့စည်းဝင်တွေဖြစ်တယ်အစိုးရအဖွဲ့ဝင်တွေကြားတော့လည်းပဲသူတို့မှလည်းပဲသူတို့ရဲ့မူဝါဒအရာဖြေရတာရှိမယ်နောက်တစ်ခုကတော့သူတို့ဒီကျွန်တော်သိပါတယ်တချို့တော့ကိစ္စရပ်တွေဆိုလို့ရှိရင်အောက်ခြေဆိုင်ဆိုင်ကနေရေးတင်ပေးလိုက်တဲ့စာရွက်ပါပဲအဲ့ဒီစာသားတွေကိုသူတို့ကဒီထက်မှလာပြီးတော့နည်းနည်းဘယ်လိုဆောင်ရွက်ပေးမယ်ညလို့ဆောင်ရွက်ပေးမယ်လို့ဒီလိုဖတ်ပြတာဖြစ်ပါအဲ့တော့တကယ်လိုအပ်ချက်မေးတဲ့ဟာနဲ့တဲ့တိုးတာကလို့ဒေသဖွံ့ဖြိုးရေးတရားဖောက်ပေးမလားလမ်းဆောက်ပေးမလားဒါပဲဘယ်နှစ်လုပ်ပေးပါမယ်ဘယ်နှစ်ယာရပေးပါမယ်ဒါပဲပါတယ်မူဝါဒပိုင်းနဲ့ပတ်သက်လို့ရှင်တော့ယခုလက်ရှိချိန်ထိကျွန်တော်တို့ဒါကျွန်တော်ကလို့ရှိရင်ပရိုက်တာမော်တော်ယာဉ်တွေလိုင်စင်လုပ်ပေးဖို့တင်ခဲ့ပါတယ်ဒီလိုပါပဲမူဝါဒပိုင်းနဲ့ပဲကင်ပြီးတော့ပြောသွားပါတယ်အခုဆိုင်ကယ်လိုင်စင်လည်းဒီလိုပါပဲတော်တော်ကျွန်တော်တို့လွတ်တော်ထဲမှာလေ့လာကြည့်ပါတယ်မူဝါဒပိုင်းနဲ့ပတ်သက်လို့မေးလာတဲ့ကိစ္စရမျိုးသည်တိကျတဲ့အဖြစ်တစ်ခုမှထွက်မလာတာကိုတွေ့ရပါတယ်လို့ကျွန်တော်လည်းတင်ပြလိုပါတယ်